ဒါပေမဲ့တကယ်ဝတ်တဲ့သူကဝတ်တဲ့မဲကလှလှပပမဝတ်တဘူးမချပြတဲ့ဘူးဆိုရင် national costume ကအလကားပဲဒီကနေ့ရဲ့အိန္ဒိယမှာပြုလုပ်တဲ့ပေါ့နော်82ကြိမ်မြောက် Miss World Opening မှာဒီခီစာကင်ဝတ်ဆင်ထားတဲ့ national costume ကိုအားလုံးပဲကြည့်ပြီးကြပြီထင်ပါတယ်တကယ်လဲလက်ရမြောက်တယ်ပေါ့နော်ဒီ design ကိုဆိုရင်ဒါဒီ kini design ကိုTK ထင်းကနေပြီးတော့ဒါသူတို့ပုံဖော်ထားတာဖြစ်တယ်တကယ်လဲလက်ရမြောက်တယ်ပေါ့နော်ဒီ opening မှာဆိုရင်လေမြန်မာဆိုတော့လုံးဝထင်းနေတာပဲခီစာတကယ်လုံနိုင်ကြလေတကယ်လဲတော်တဲ့ကလေးဖြစ်တယ်ပေါ့နော်နောက်တစ်ခုပြောချင်တာကဘာလဲဆိုဒီဝတ်စုံကိုချုပ်ပေးထားတဲ့ဒီဇိုင်နာတွေကလည်းအရန်တော်တယ်ပေါ့နော်ဒီဒီဇိုင်နာကဒီဝတ်စုံကိုကောင်းကောင်းလှလှမရှုပ်ပေးထားတယ်ဝတ်စုံဖြစ်တယ်ပေါ့နော်ဒါပေမဲ့တကယ်ဝတ်တဲ့သူကဝတ်တဲ့မဲကလှလှပပမဝတ်တဘူးမချပြတဲ့ဘူးဆိုရင် national costume ကအလကားပဲလိုမျိုးပေါ့နော်ပေါ်လွင်မှာမဟုတ်ဘူးအခုကဒီကသူခီစာကေကသူလှုပ်သွားတာကသူလှလှပပသူ့ရဲ့ဒီကင်နီရစ်ဆောင်လေးကိုသူလှလှပပလေးဝတ်တယ်ဝတ်ပြီးတော့သူ့ရဲ့ performance နဲ့သူလှလှလေးကိုသူလှုပ်သွားနိုင်ခဲ့တယ်ပေါ့နော်ဒါသူ့အတွက်လုံးဝဒါဂုံယူရတယ်ဒါအခိုက်အတန့်ပဲတော်တော်လေးကိုလုံနိုင်ခဲ့တယ်အသက်ငယ်တာနဲ့လုံးဝမဆိုင်ဘူးတီငယ်ငယ်လေးနဲ့သူဒီပွဲမှာဆိုရင်ဒါမြန်မာဘာလားဆိုပြီးတော့ပြောနိုင်တဲ့အဆင့်ပေါ့နော်တော်တော်လေးကိုသူပေါ့နော်ပေါ်လွင်နေပြီးွားရင်ဒီဝတ်စုံလေးထဲမှာဆိုရင်ဒီနေ့ပေါ့နော်လောက်ခဲ့တဲ့ဒီ national costume မှာဆိုရင်နောက်ကြိုက်တဲ့ဝတ်စုံတစ်စုံဆိုရင်ဖိလစ်ပင်းမဲကတော်တော်လေးပေါ်လွင်နေပေါ့နော်ပြီးဝတ်စုံအပြင်ဒီ performance ကလည်းတော်တော်လေးကိုကောင်းတာပေါ့နော်ဒီအဲ့လိုကြောင့်ဒီဖိလစ်ပင်းကလည်းတော်တော်လေးကိုပေါ့နော်နေရာတစ်ခုရထားတဲ့မဲဖြစ်တယ်ဘာဖြစ်ဖြစ်ကိုရီးယားမဲကပေးမယ်ဆိုရင်ဒါပေးလို့ရတယ်ပေါ့နော်ဒီဝတ်စုံကအဲ့လောက်ထိဒါတော့ကိုငွေစင်ကိုရှင်တာပေါ့နော်တကယ်လည်းရစေချင်တယ်ဘာလို့ပဲဖြစ်ဖြစ်ပါခီစာတကယ်လုံနိုင်ခဲ့တယ်တကယ်လည်းတော်တယ်ပေါ့နော်ဘလို့ဖြစ်ကုန်ယူတယ်ကိုကလေးဒီလောက်လုံနိုင်တယ်ဆိုရင်ပဲဒါတော်တော်လေးကိုကျင်းတတ်နေပြီ